ဒီလိုတွေးကြည့်ပါပြတ်တူလေရင်ခီးသွားနေတဲ့အချိန်ပဒင်းပေါက်အပြင်ဘက်ကတိမ်ပေါ်မှာလူတွေလမ်းချောင်းနေတယ်လို့ငားများနေတယ်လို့တွေးလိုက်ရပါတယ်ကိုကအိမ်မက်မက်နေရလားပေါ့ဒါပေမဲ့တကယ်ပဲဒီအရာတွေကိုတွေ့နေရတယ်ဒီဗီဒီယိုကြောင့်မလို့အင်တာနက်တစ်ခုလုံးတုံလုံးကြောကြားသွားစေခဲ့ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ခွန်စောရေမောင်ပါပေါ့အန်ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျဒီဗီဒီယိုကဘာလဲဆိုတာကိုကျွန်တော်တို့အသေးစိတ်အဖြေရှာလိုက်ကြရအောင်ခင်ဗျဒီအရာကဒီဇင်ဘာလ30ရက်နေ့2024ခုနှစ်ကစခဲ့တာပဲခင်ဗျမာယာမိုးဆိုတဲ့ကောင်မလေးကဒီဗီဒီယိုကို X platform မှာသူမှစတင်ခဲ့ပါတယ်ဗီဒီယိုထဲမှာလူတေးသေးကလေးတွေလိုပုံစံမျိုးကတိမ်တွေပေါ်မှာလမ်းချောင်းနေတယ်လို့ငားများနေတယ်လို့အရာကိုသူမကလမ်းတွေ့လိုက်တာပေါ့အဲ့တော့ထုံးစံတိုင်းပဲသူမကကင်မရာယူပြီးတော့စားရိုက်လိုက်တာပေါ့ဗျာနောက်ပြီးတော့သူမကဒီရိုက်ထားတဲ့ဗီဒီယိုကို online ပေါ်မှာတင်လိုက်တာနဲ့လုံးဝနေရာတကာပြန့်ပြီးတော့လုံးဝတော်တော်လေးကိုကြောကြားသွားခဲ့ပါတယ်လူတွေနေရာတကာကလည်းကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုစတင်ပြီးတော့သူတို့က theory တွေစတင်ပြောဆိုကြတာပေါ့ဗျာတချို့လူတွေကဒီအရာကတိမ်ပေါ်ကနှက်သားတွေဖြစ်ပြီးတော့သူတို့ကငားများနေတာကိုပြောဆိုကြပါတယ်တကယ်ပဲလူတွေနောက်တစ်မျိုးပြောဆိုကြတာကတော့ဒီအရာကစက်မှုလုပ်ငန်းတွေကနေထွက်တဲ့ဓာတ်ငွေလေးတွေကတိမ်ပေါ်ကိုတက်လာတဲ့အချိန်မှာဒီလိုမျိုးတွေ့ရတက်လေရှိတယ်အဲဒါကြောင့်မလို့ဒါကစက်မှုလုပ်ငန်းရဲ့ဓာတ်ငွေတွေလို့ပြောဆိုကြတယ် theory နောက်တစ်မျိုးကြတော့ဒီအရာက one piece က sky PR လိုမျိုးတိမ်ပေါ်ကမြို့လို့ပြောဆိုကြတယ်အဲ့ဒါကတော့ဖြစ်နိုင်ခြေအရှိဆုံးပါပဲစားတာပါဒီလိုမျိုးတိမ်ပေါ်မှာထူးထူးဆန်းဆန်းနဲ့လူလိုမျိုးပုံစံအရာတွေဒါမှမဟုတ်စက်ရုပ်တွေနောက်ပြီးတော့ဒီလိုမျိုးသတင်းထုတ်သတင်းပို့တဲ့အရာတွေကမနှဲပါဘူးနေ့တစ်လျှောက်လုံးမှာဒီအရာကဘာတွေဖြစ်နိုင်မလဲဆိုတာကလည်းအခုချိန်ထိငင်းခုန်နေကြတော့မှာပဲဒါပေမဲ့ဒီဗီဒီယိုကရောတကယ်ပဲလူတွေကတိမ်ပေါ်မှာလမ်းချောက်ပြီးတော့ငားများနေကြတာလားကျွန်တော်သာဆိုရင်လည်းလီယန်စီးနေတဲ့အချိန်ဒီအရာကိုတွေးလိုက်ရင်တော်လေးကိုစိတ်လှုပ်ရှားခဲ့မှာပဲတကယ်တော့ဗျာလူတွေတိမ်ပေါ်မှာလမ်းချောက်တယ်ဆိုတာကမဖြစ်နိုင်တော့ပါဘူးဒီလိုအရာတွေကိုသိပ္ပံပညာရှင်တွေက phenomenon pareidolia လို့ခေါ်ကြပါတယ်ကျွန်တော်တို့အုံနောက်ကရုပ်ပုံစံနဲ့တူတဲ့အရာတွေဥပမာလူတွေရဲ့မျက်နှာတို့လူတွေရဲ့ခန္ဓာကိုယ်တို့ပေါ့နော်အဲ့လိုမျိုးတွေနဲ့နည်းနည်းဆင်တဲ့အရာတွေဆိုရင်ကျွန်တော်တို့အုံနောက်ကတူပုံအကုန်လုံးဖော်တက်လေးရှိတယ်ဗျာဥပမာကျွန်တော်တို့တိမ်တွေကိုအကြာကြီးကြီးလိုက်ရင်ပုံတံတန်းတွေဖြစ်ပေါ်လာတာတို့နောက်ပြီးတော့တစ်ပင်တွေကိုကြီးတာကြားလာရင်မျက်နှာလေးတွေပုံဖော်လာတာတို့ပေါ့ဗျာအဲ့ဒါတဘာဝ pareidolia လို့ခေါ်ပါတယ်ကျွန်တော်တို့အုံနောက်ကပေါ်တယ်လို့ပြောရမှာပေါ့ဗျာနောက်မျိုးကကျွန်တော်တို့ကဒီလိုမျိုးအရန်ကိုမြင့်မားတဲ့နေရာမှာပြန်တန်းနေတဲ့အချိန်မှာကျွန်တော်တို့လူတွေရဲ့ perspective ကအရန်ကိုလိန်စားတက်လေးရှိပါတယ်တိမ်ပေါ်မှာရှိတဲ့အရာတွေကပို့ပြီးတော့ထူးဆန်းစေတာတို့ပို့ပြီးတော့ကြီးမားစေတာတို့ကိုသူ့ဟာသူတဘာဝဖြစ်တက်လေးရှိပါတယ်ဒါပေမဲ့လူတွေတချို့ကတော့ဒီအရာတွေကတိမ်ပေါ်မှာလူတွေတကယ်ငားများနေတာကိုအခိုင်အမာယုံကြည်ကြဆဲပါပဲကျွန်တော်ကတော့အဲ့လိုမမြင်ပါဘူးခင်ဗျဖြစ်နိုင်ဖို့တတိချာချာတက်တွေကလည်းမရှိဘူးလေစက်မှုလုပ်ငန်းကလည်းထွက်တဲ့ဓာတ်ငွေတွေဆိုတာကလည်းဖြစ်ဖို့နေပါတယ်ဘာလို့လဲဆိုရင်စက်မှုလုပ်ငန်းကထွက်တဲ့ဓာတ်ငွေတွေကဒီလိုမျိုးအရင်မြင့်မာတဲ့ altitude တွေဆိုရင်လုံးဝမဖောက်နိုင်ဘူးနောက် theory ဖြစ်တဲ့ sky PR ကတော့ကျွန်တော်အရန်ကိုယုံကြည်ခြင်းပေမဲ့မဖြစ်နိုင်တော့ပါဘူးအဲ့ဒါကိုကျွန်တော်တို့ one piece မှာထားလိုက်ကြရတာပေါ့ဗျာအဲ့တော့ဒီအရာကတိမ်ပေါ်မှာလူတွေလမ်းချောက်တယ်ဆိုတာဘယ်လောက်ဖြစ်နိုင်ရှိဟုတ်ကဲ့ကျွန်တော်ကတော့0 star ပေးပါတယ်ခင်ဗျာစိတ်ဝင်စားစရာကောင်းတာကတော့ကျွန်တော်5 star ပေးလိုက်တော်တော်လေးတော့စိတ်ဝင်စားစရာကောင်းပရိသတ်တို့ရောဘယ်လိုထင်လဲခင်ဗျာ comment ထဲမှာဝင်မှတ်လိုက်ကြပါခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ပုံမှာပြန်ဆုံကြတာပေါ့ဗျာ